ကြာသပတေးနေ့မွေးဖွားသောမိတ်ဆွေများအားလုံးမင်္ဂလာပါဗျာနော်9ရက်5လ2025တရက်တာမှာကြာသပတေးသားသမီးရဲ့ဘလို့ခံစားရတဲ့ကြုံတွေ့ရပါတယ်ကျွန်တော်တို့ဘာဆရာမင်းနေခါဆိုဆရာမင်းဒုက္ခပဲဖြစ်ပါတယ်9ရက်5လ2025တရက်တာတော့တဲ့ကြာသပတေးသားသမီးရဲ့ဟောစတိုင်းလေးဖတ်ကြားပေးမှာဖြစ်ပါတယ်နော်အဲ့တော့9ရက်5လ2025တရက်တာမှာတဲ့ကြာသပတေးသားသမီးတွေဟာကံညံ့နေတဲ့နေ့လေးဖြစ်ပါတယ်နော်အဲ့တော့ဒီနေ့မှာကြာသပတေးသားသမီးတွေဟာအရာရာကိုပေါ်ပေါ်ဆွတ်ဆာလေးတွေးပြီးတော့လောက်ကင်ဆောင်ရွက်တတ်တယ်တဲ့နော်ဘယ်ရာကိုမှလည်းအလေးနဲ့မထားဘဲနဲ့နော်ပေါ်ပေါ်ဆွတ်ဆာနေထိုင်မယ်ပေါ်ပေါ်ဆွတ်ဆာလောက်ကင်မယ်အလေးနဲ့မရှိပဲဖြစ်နေတတ်ပါတယ်တဲ့အဲ့ဒီလိုပဲတဲ့ဒီလိုပေါ်ပေါ်လေးတွေးပေါ်ပေါ်လေးလုပ်နော်ဒီကြမစင်စားဘဲနဲ့လောက်ကင်ဆောင်ရွက်တဲ့အတွက်ကြောင့်ဒုက္ခတွေကြုံတွေ့ရတတ်ပါတယ်တဲ့ဒီကနေ့မှာနောက်ပြီးတော့ကြာသပတေးသားသမီးတွေဟာတဲ့ဒီနေ့မှာနော်9ရက်5လ2025တရက်တာအတွက်နော်ကြာသပတေးသားသမီးတွေဟာတဲ့တခြားလူတွေအတွက်ဝေကုံကြီးကြများတတ်တဲ့နေ့လေးဖြစ်ပါတယ်တဲ့ပြီးတော့ကြာသပတေးသားသမီးတွေအတွက်ဒီနေ့မှာတဲ့ငွေတွေစိုက်ရောရတာနော်ကိုပိုင်ငွေနဲ့လုပ်ငန်းငွေနဲ့ကျော်လွန်ပေါင်းပြီးတော့ပေါ့နော်စင်းလေးတခြားမလုပ်လို့ပေါ်လေးလုပ်လိုက်ပြီးငွေကိုကျော်လွန်ကိုငွေကိုထင်ပြီးကျော်လွန်သုံးဆွဲမိတဲ့အခြေအနေလေးတွေအတွက်ကြောင့်ငွေရောရတာလေးတွေနဲ့ကြုံတွေ့ရတတ်ပါတယ်တဲ့ဒီအတွက်ကြောင့်9ရက်5လ2025တရက်တာကြီးတဲ့ကြာသပတေးသားသမီးတွေအတွက်ကံညံ့နေတဲ့နေ့လေးပဲဖြစ်ပါတယ်နော်အဲ့တော့ကြာသပတေးသားသမီးတွေပါတယ်ဆိုလို့ရှိရင် comment လေးဝင်ရေးခဲ့ပြီးပါဦးဗျာနော်ဒီဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အကျိုးရှိမယ်ဆိုလို့ရှိရင်အသေးလေးနှိပ်ပြီးတော့ share လေးလုပ်ခဲ့ပေးပါဦးเนาะ follow မလုပ်တဲ့မိတ်ဆွေများလည်း account လေးကို follow လုပ်ခဲ့ပေးပါဦးဗျာเนาะအားလုံးပဲကျေးဇူးတင်ပါတယ်ကားစေတာဒုက္ခနဲ့ပြည့်စုံပါစေလို့မင်္ဂလာဆုမွန်ကောင်းတောင်းလိုက်ပါရစေเนาะနှုတ်ဆက်ပါတယ်